ဒီနေ့ Spotify ထဲမှာတိတ်ပေါဝင်လာတဲ့ listening club ဆိုတာပါလဲ listening club ဆိုတာကကိုနားထောင်တဲ့သချင်းမျိုးစားဥပမာကိုကသချင်းအေးလေးတွေကိုနားထောင်ရတာကြိုက်တဲ့သူလားမျိုးကြွကြွသချင်းတွေကိုနားထောင်ရတာကြိုက်တဲ့သူလားအဲ့ဒါတွေပေါ်မူတည်ပြီးတော့ခွဲပေးတဲ့ club လေးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီ club လေးတွေကရာသီခွင်လိုမျိုးရဲ့ကိုယ့်ရဲ့ personal ကိုပြောပြပေးနိုင်တာမို့လို့စိတ်ဝင်စားရင်စောင့်ကြည့်သွားပေးကြပါဦးခင်ဗျပထမဆုံးအနေနဲ့ future crew club မှာကြားတဲ့သူတွေကအများသောအားဖြင့် high energy ရှိတဲ့သူတွေအများနဲ့မျိုးကြွနေတတ်တဲ့သူတွေအများနဲ့တက်ကြွနေတတ်တဲ့သူတွေကြားတဲ့ club ဖြစ်တယ်ပေါ့နော်အဲ့ဒီ club ကိုကြားတဲ့သူတွေကဘဝကိုပါတီပွဲတစ်ခုလိုပဲမြင်ပြီးတော့သူတို့ရဲ့စိတ်ခံစားချက်ကိုမြင့်တင်ဖို့လှောက်ရှားတက်ကြွဖို့တခြင်းနားထောင်လေးရှိပြီးတော့လေ့ကျင့်ခန်းလုပ်တဲ့ channel မှာလည်းတခြင်းနားထောင်လေးရှိပါတယ်ပြီးတော့သူတို့ကမျိုးကြွတဲ့ pop တွေ rap တွေ hip hop တွေ EDM တွေကိုနားထောင်ရတာကြိုက်တဲ့သူတွေဖြစ်တယ်ဆိုတော့အားရကုန်ခန်းနေဆိုတာသူတို့ရဲ့ပြီးတယ်မှာမရှိဘူးဆိုတဲ့သူတွေက future crew club မှာကြားပါနိုင်မယ်နောက်တစ်ခု closet society ကကြတော့ relax club ရတာကြိုက်တဲ့သူတွေအေးချမ်းမှုကိုကြိုက်တဲ့သူတွေစီးမျိုးရတာကြိုက်တဲ့သူတွေကြားတဲ့ club ဖြစ်တယ်ပေါ့နော်များသောအားဖြင့်သူတို့က club seeker တွေ jazz တွေ ambient တွေ ballad တခြင်းတွေနားထောင်ရတာကြိုက်တဲ့သူတွေဖြစ်တယ်ဆိုတော့အေးချမ်းတဲ့ပတ်ဝန်းကျင်ကိုအများနဲ့ရှာဖွေနေတတ်တဲ့သူတွေကအဲ့ဒီ club မှာကြားပါလိမ့်မယ်နောက်တစ်ခု swap club ကကြတော့ emotion များတဲ့သူတွေခံစားချက်ပြင်းထန်တဲ့သူတွေနူးညံ့တဲ့သူတွေကြားတတ်တဲ့ club ဖြစ်တယ်ပေါ့နော်သူတို့ကတခြင်းကိုခံစားချက်ပြည့်ဝတဲ့နားထောင်တတ်တဲ့သူတွေဖြစ်ပြီးတော့ဝမ်းနေတာတွေနာကျင်တာတွေတန်းတာတာတွေပါဝင်တဲ့တခြင်းတွေကိုများစွာနားထောင်လေးရှိတဲ့သူတွေလည်းဖြစ်တယ်ဒီတော့အားရှိထိုင်ဖေးချင်နေတဲ့နူးညံ့တဲ့နှလုံးသားပန်ရှင်တွေက swap club ကိုကြားပါလိမ့်မယ်နောက်တစ်ခု club serotonin club ကကြတော့ကောင်းမြတ်ဆက်ရှိတဲ့သူတွေအများနဲ့ပျော်ရွှင်နေတတ်တဲ့သူတွေကြားတဲ့ club ဖြစ်တယ်ပေါ့နော်သူတို့ကတခြင်းကိုပျော်ရွှင်ဖို့အတွက်နားထောင်တဲ့သူတွေဖြစ်ပြီးတော့ဘောဘာဖြစ်တဲ့တခြင်းလေးတွေ ADS နဲ့ DS ကထွက်တဲ့တခြင်းဟောင်းလေးတွေကိုနားထောင်ရတာကြိုက်တဲ့သူတွေလည်းဖြစ်တယ်ဆိုတော့ဘဝမှာကောင်းဆောင်ရာတွေကိုပဲရွေးချယ်ပြီးတော့ရှာဖွေခံစားတတ်တဲ့သူတွေက club serotonin ကိုကြားပါလိမ့်မယ်နောက်တစ်ခု Black Collective club ကကြတော့ရဲရည်တဲ့သူတွေနည်းနည်း dark ဆန်တဲ့ဖက်ကိုသွားတဲ့သူတွေကြားတတ်တဲ့ club ဖြစ်တယ်ပေါ့နော်သူတို့ကသူတို့ရဲ့မကျေနပ်မှုတွေထင်မြင်ယူဆချက်တွေကိုတခြင်းနားထောင်ရင်ဖော်ပြလေးရှိတဲ့သူတွေဖြစ်ပြီးတော့နည်းနည်း dark ဆန်တဲ့ဖက်ကိုသွားတဲ့တခြင်းတွေ hardcore pop တွေ rock တွေ electronic music တွေနည်းနည်းဆူတဲ့တခြင်းတွေနားထောင်လေးရှိတဲ့သူတွေလည်းဖြစ်တယ်ဆိုတော့ confidence level ဆိုးရနေတဲ့သူတွေက Black Collective club ကိုကြားပါလိမ့်မယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ Cosmic Zero club ကကြတော့အများနဲ့မတူပဲထူးခြားခြင်းတဲ့သူတွေ different ဖြစ်ခြင်းတဲ့သူတွေကြားတတ်တဲ့ club ဖြစ်တယ်ပေါ့နော်သူတို့က twin ဖြစ်နေတဲ့တခြင်းတွေလူကြိုက်များတဲ့တခြင်းတွေလူသိများတဲ့တခြင်းတွေကိုနားထောင်လေးမရှိဘဲနဲ့ underrated တခြင်းတွေကိုမှစူးစမ်းရှာဖွေနားထောင်တတ်တဲ့သူတွေဖြစ်တယ်ဆိုတော့ twin တော့မလိုက်ပဲ underrated လေးတွေကိုမှနားထောင်တတ်တဲ့သူတွေက Cosmic Zero club ကိုကြားပါလိမ့်မယ်club ချုပ်ခုစလောင်းရဲ့ level လေးတွေကိုလည်းသိသွားပြီဆိုတော့ကြည့်နေတဲ့သူကဘယ် club ထဲမှာပါလဲကိုကြားတဲ့ club လေးကိုcomment မှာပြခဲ့ပေးကြပါဦးခင်ဗျာဒီလိုမျိုးတချင်းဆိုတော်တွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများရှင်းလင်းလုပ်ပေးသွားမှာဖြစ်လို့ music web ကို follow လုပ်ထားပေးကြပါဦးเนาะနောက်ဗီဒီယိုမှာပြန်နေကြမယ်အားလုံးပဲ bye bye